Hello မင်္ဂလာပါကျွန်တော်တော့တရားကျော်ပါဒီနေ့မှာတော့ကျွန်တော်ကကဘာရေးရတဲ့ဗီဒီယိုလေးတစ်ခုကိုတင်ပေးပါပဲဖြစ်ပါတယ်တစ်ချက်လောက်ကြည့်ပေးပါအောင်နော်ဒါကတော့ကျွန်တော်တို့ကဘာရဲ့မဟုတ်ခင်အနေထားလေးပဲဖြစ်ပါတယ်ဒီပေါ်တော့ကျွန်တော်တို့နှစ်ခေါက်ခွဲရပါတယ်ဒါတော့ကျွန်တော်တို့ပထမ session မှာဒီလောက်လေးပဲပြီးသွားခဲ့ပေါ့နော်ဘာလို့ဆိုတော့ကဘာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အချိန်လေးတခြားလေးယူပြီးတော့ရေးရပါတယ်အမျိုး cover တွေလုပ်ချင်တယ်ဆိုလို့ရှိရင်ဆိုင်မှာ grant ကိုကြလာရောက်တိုင်ပင်လို့ရတယ်လို့ကဲ၍ဆိုင်လာဖို့အားလက်တဲ့လူတွေဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်39905303ကိုတစ်ကိုလာရောက်စုံစမ်းပြီးတော့ပုံလေးတွေပြပြီးတော့မေးမြန်းနိုင်ပါတယ်ဟို cover တွေရေးတဲ့အခါမှာကျွန်တော်တို့အဲ့တဲ့ဘက်ကရောရေးထိုးပေးတဲ့သူဘက်ကရောတခြားလေးချိန်ပေးပြီးစိတ်ရှိမှသာလေကောင်းမွန်တဲ့တတူလက်ရတစ်ခုရရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့ cover တတူရေးတဲ့အခါမှာစိတ်ရှိပြီးချိန်ပေးပေးပါလို့ပြောချင်ပါတယ်ဒါကတော့ကျွန်တော်တို့ဒုတိယ session ပဲဖြစ်ပါတယ်ဒုတိယ session မှာတော့ကျွန်တော်တို့အပေါ်ပိုင်းနေရာတွေကိုအသိရေးထားပြီးတော့အောက်ပိုင်းကားနေရာတွေကတော့အနာဖေးကွာပြီးတော့စေချလေးပဲဖြစ်ပါတယ်ဒါမျိုး cover တွေရေးကြလို့ပဲဖြစ်တခြားပုံနဲ့ရေးကြလို့ပဲဖြစ်ကျွန်တော်ရဲ့ site လိပ်စာလေးကတော့မင်္ဂလာတောင်ညွန့်မြို့နယ်အသိညွှန်ရှင်လမ်းမှာရှိပါတယ်အားလုံးကျေးဇူးပါ